မြန်မာနိုင်ငံပြိုင်ပွဲဝင်နေဒါမြန်မာနိုင်ငံပြိုင်ပွဲဝင်နေပါ Morning ပါအခုမနက်ကတော့7:00ရှိပြီဆိုတော့ဒီနေ့ကတော့စပိန် check-in ဝင်ရမယ်ပေါ့နော်ဆိုတော့အခု Expo သွားမယ်အဲ့တော့သွားလိုက်ပါဦးမယ်သွားပြီ Ringgit $5 ဟုတ်အားတော့900ငါဒါ breakfast ပဲရှိပါသေးတယ်နေ့လေ7တော့ထိုးနေအခုကဟိုပါ bike check-in မဝင်ခင် Expo တစ်ချက်သွားအောင်မယ်အဲ့မှာဟိုမှားတဲ့ပစ္စည်းလေးသွားဝယ်မယ်စပိန်နဲ့ပြန်စစ်မယ်ပြီးတော့အုတ်ထုပ်တွေပါတော့ပါလာပြီပေါ့နော်โอเคဒါ shutter bus ပါကျွန်တော်တို့အခုဒီမှာသွားမှာက Western Expo ဒီညောက်သွားမှာဟုတ် Western 15 minutes okay sure 15 minutes ဆောင်ပါတဲ့ဒီတော့ Grab စီလို့ရှိရင်တော့5 ringgit ပေါ့နော် Grab စီရင်တော့5ချက်ပဲပုံမယ်ဒီညာလေးတွေကတော့ဘယ်လိုပြောရမလဲချင်းဆုံးလို့ပြောတာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် free ပေါ့ athlete တွေတယောက်တစ်ခွက် free ရတယ် okay ဒီကောင်ကကျတော့ Wahoo Kicker ကို warm up လုပ်လို့ရတဲ့ဆက်ပေါ့နော်ဒါအင်တော့နင်းနေဆိုလို့ရှိရင်ကိုယ့်အိမ်မှာစပိန်ထားပြန်လို့တော့ပေါ့နော်ကိုလိုလို adjust လုပ်လို့ရတယ်ဒီမှာလည်း adjust လုပ်လို့ရတယ် power meter နဲ့ပဲဒီလိုမျိုး setup လုပ်လို့ရတယ်ပြီးသွားလို့ရှိရင်တော့ဒီမှာအဲကုန်းလည်းဖွင့်လာပြီအေးဖြည်းဖြည်းဖြီးလို့ရတယ် okay ice black coffee okay ဒီမှာဆိုလို့ရှိရင်လည်း PlayStation 5 ထားပြီးတယ်အပြင်ဒီမှာcatching stick game လေးလည်းရှိတယ် Is it sample? Sample? Yeah. Free. Okay. Thank you. ဒါတော့ free ကျွေးတာပါဒါဆိုလည်းတပုံရိုက်လို့ရတဲ့နေရာလေးတွေပေါ့နော်ဆိုတော့ပြီးမှဒီလိုပုံလေးတွေရမယ်အခုတော့ကျွန်တော် athlete အခုကတော့ကျွန်တော် bike check-in ဝင်ဖို့အတွက်ပေါ့နော်အဲ့ကျော်တို့ဥမာတကားခေါင်းနေဘယ်သူမှမဒါမှကျွန်တော်စပိန်နေအုတ်ထုတ်တွေဒီဟိုတယ်တော့မိုက်ပါတယ်ဒါကတော့ host လုပ်တဲ့ hotel ကြီးပေါ့နော်ဆိုတော့မကြီးကူးကန်ဒါကျွန်တော်မနေ့ပြန်ရမယ်ဆိုတဲ့နေရာမှာဒီမှာတိုင်းလေးတွေတော့ရှိပါတယ်အဲ first day တွေစားနေပြီလားこんにちは。စားတော့နော်နည်းလိုက်ပြီ ဒါကတော့ sauce တွေပါအပြီးရင်တော့ကျွန်တော် transaction တစ်ချက်ဆင်းမယ်ပြီးရင်ဟိုစပိန်တော့ထားပါတော့မယ်အဲ့တော့ပွဲလုပ်တဲ့ web ဆင်းပါပေါ့ဒါကြောင့်ပြန်ပွဲဝင်မဲ့စပိန်တွေပါဒါမြန်မာနိုင်ငံပြိုင်ပွဲဝင်နေဒါမြန်မာနိုင်ငံပြိုင်ပွဲဝင်နေပါဘိန်းနေပါ Iron Man Iron Man နော် Iron Man ပါ Iron Man Let's do this. Do this ခုကတော့ bike check-in ဝင်มาတော့မယ်โอเคဒီမှာ sticker ကပ်ပေးရပါတော့Good luck good luck good luck အဓိကဒီမှာစစ်တာက helmet ရယ်ပြီးတော့စပိန်က brake မိလားမမိလားရယ်ပေါ့နော်ဒီကိုနံပါတ်ကိုလိုက်ရှာတယ်403တွေ့သေးဘယ်နားမှာလဲ left angle Yes thank you okay GPS tracker ရပါပြီဆိုတော့ဒါကျွန်တော်အခု tracker ကနေဒီကောင်ကျွန်တော်တို့4-3ဆိုပြီးတော့စစ်လို့ရှိရင်တော့ပေါ်ပြီပေါ့နော်အဲ့တော့ bike check-in ပြီးသွားပါပြီအခုတော့ဟိုတယ်ပြန်ရောက်ပြီရေလဲချိုးပြီးပြီညစာလဲစားပြီးသွားပြီပေါ့နော်ကျွန်တော်တို့အိတ်ခန့်နေတိုင်းပေါ့နော်ဒီ Oslo လေးဒီဆေးကိုတော့ပုံမှန်နဲ့အမြဲတမ်းတောက်ဖြစ်တာပေါ့ဒီကတော့ကျွန်တော်အယိုးတွေ rebuild ပြန်လုပ်ဖို့အတွက်ပေါ့နော်
ညာတိုင်းကျွန်တော်ဒီနေ့တော့တောက်ပြပါတယ်။အော်ဆိုနေ။ Okay အဲ့တော့နောက်ပြန်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။ Okay အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ။ Bye bye